ဆရာမင်္ဂလာပါရှင်မင်္ဂလာပါသမီးဟုတ်ကဲ့ပါဆရာဒီနေ့မှာရောဆရာကဘယ်လိုအကြောင်းအရာတွေကိုမျှဝေပေးသွားဖို့အတွက်စီစဉ်ထားပါလဲဆရာဒီနေ့တော့လေအဲ့ဒီဘုရားရှင်လက်ထက်ကပေါ့နော်ဘုရားရှင်ဟောကြားခဲ့တဲ့ကြီးဝါကြောင်း106ပါးဝတ္ထုပေါ့လေအဲ့တော့ဆရာတို့နိပတ်တော်ထဲမှာကြည့်မယ်ဆိုရင်တော့ဒီဝတ္ထုကိုတော့နော်အတ္တတတ္တာရောဇတ်ဆိုပြီးတော့ဖော်ပြတာတွေ့ရပါတယ်နော်ဒါလေးကိုဆရာကပြိတ္တတွေဝေမျှမှာဖြစ်ပါတယ်ဘုရားရှင်လက်ထက်တုန်းကဘုရားရှင်ကဇေပင်ကျောင်းမှာသတင်းသုံးနေတဲ့အချိန်မှာတာဝတိပြည်ကတထေးတယောက်ရဲ့ခုနှစ်သက်သားအရွယ်သားလေးဟာသူ့ဖခင်တထေးကိုမေးပါတယ်အကျိုးစီးပွားဖြစ်ဖို့အတွက်ဘာတွေလိုအပ်တယ်လဲလို့မေးပါတယ်ဖခင်တထေးကမဖြေနိုင်တဲ့အတွက်ကြောင့်ဘုရားရှင်စီကိုဒီကလေးလေးကိုခေါ်လာခဲ့ပါတယ်အဲ့ဒီခါကျတော့ဘုရားရှင်ကဘာဟောခဲ့လဲဆိုရင်တထေးကြီးတဲ့ငါဘုရားလောင်းပါရမီနှုတ်စဉ်ဘွားကလေတဲ့ဒီကလေးဟာငါရဲ့သားဖြစ်ခဲ့ဘူးတဲ့အဲ့ဒီတော့ဗာရဏသီပြည်မှာဗျာဒနာမင်းတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့အချိန်တုန်းကငါဘုရားဟာအဲ့ဒီဗာရဏသီပြည်မှာချမ်းသာကြွယ်ဝတဲ့တထေးဖြစ်ခဲ့တယ်တဲ့အဲ့ဒီအချိန်တုန်းကငါရဲ့သားတော်ဟာဒီကလေးပဲတဲ့ဒီကလေးကခုနှစ်သားအရွယ်မှာငါ့ကိုကြီးဝါကြောင်တရားပြောပြပါလို့ပြောတဲ့အတွက်ကြောင့်ငါဒီကြီးဝါကြောင်တရားကိုဟောခဲ့တယ်ဆိုပြီးတော့ပြောပါတယ်အဲ့တော့ဘုရားရှင်ဟောခဲ့တဲ့ကြီးဝါကြောင်တရား6ပါးကဘာလဲဆရာ6ပါးကိုတစ်ခုချင်းရှင်းသွားပါမယ်ဟုတ်ကဲ့ပါဆရာနံပါတ်1ချက်ကတော့ကျမ်းမာရေးကောင်းခြင်းဟာကြီးပွားခြင်းအတွက်အရေးကြီးတဲ့တရားပဲလို့ပြောပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်ကဘုရားရှင်ဟောခဲ့တာနော်တမီးဒီနေ့အထိမှန်နေတော့မှာပဲဆရာလည်းတမီးနဲ့ဆွေးနွေးတိုင်းဒီကျမ်းမာရေးကိုအမြဲတမ်းဦးစားပေးပြောလို့ရှိပါတယ်နော်အဲ့တော့ကျမ်းမာရေးဆိုတာလူအတွက်သိအရေးကြီးပါတယ်ဆရာအမြဲပြောပါတယ်ဘလောက်ပဲအောင်မြင်ဘလောက်ပဲချမ်းသာဘလောက်ပဲပညာတော်နော်ဘလောက်ပဲယာရုအာနာကြည်ကျမ်းမာရေးမကောင်းရင်တော့ဘာဖြစ်လဲတမီးနော်အကုန်လုံးကိုလက်လွတ်ဆုံးရှုံးရမှာပဲဒါကြောင့်မို့ကျမ်းမာရေးကောင်းဖို့သိရကြည့်ပါတယ်ဒါဘုရားဟောခဲ့တဲ့နော်တရားလည်းဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးကောင်းဖို့ဆိုရင်ကိုယ်ခန္ဓာကျမ်းမာရေးလည်းကောင်းဖို့လိုသလိုစိတ်ကျမ်းမာရေးလည်းကောင်းဖို့ဆရာတို့ကောင်းဖို့လိုပါတယ်ဒါဆရာတို့အရေးကြီးပါတယ်ဒါကြီးလည်းပဲဆရာတို့သမီးရဲ့ဆွေးနွေးရတဲ့မှာနော်ခဏဆွေးနွေးမှုသားပါနော်အဲ့တော့ဆရာထပ်ပြီးတော့ဒါကိုတော့အကျေချက်မဆွေးနွေးတော့ပါဘူးဒုတိယချက်ကတော့ဘုရားရှင်ကကိုချင်းသီလကောင်းရမယ်ကိုချင်းတရားကောင်းရမယ်အဲ့တော့ကိုချင်းတရားလို့ပြောလိုက်လို့ရှိရင်ဆရာတို့ဗုဒ္ဓဘာသာတော်တော်များများကတော့၅ပါးသီလကိုအရင်ပြည့်မြင်ပါတယ်ဆရာကတော့ကိုချင်းသီလကောင်းတယ်ဆိုတာ၅ပါးသီလတဲ့တောင်ပို့ပါတယ်ဘာတွေပို့လဲဆရာလို့ပြောရင်ကိုချင်းတရားကောင်းတယ်ဆိုတာဥပဒေတွေကိုလည်းလေးစားလိုက်နာနိုင်မယ်ဥပဒေတွေကိုချိုးဖောက်ရင်တော့ဥပဒေရဲ့အပြစ်ပေးအရေးယူခြင်းကိုခံရလိမ့်မယ်ဥပဒေရဲ့အပြစ်ပေးအရေးယူခြင်းကိုခံရရင်တမီးရဲ့ဘယ်လိုလုပ်ချမ်းသာကြွယ်ဝနိုင်တော့မလဲနော်ကျင့်ဝတ်တွေကိုလည်းလိုက်နာရလိမ့်မယ်ကျင့်ဝတ်တွေကိုဖောက်ဖျက်တယ်ဆိုရင်ဘယ်လောက်ချမ်းသာတဲ့လူပဲဖြစ်လူအများရဲ့ကဲ့ရဲ့ခြင်းကိုခံရလိမ့်မယ်လူအများရဲ့ကဲ့ရဲ့ခြင်းကိုခံရလို့ရှိရင်ကိုယ့်ရဲ့ချမ်းသာမှုကလည်းလျော့ပါသွားလိမ့်မယ်ဒါကြောင့်မလို့ဘုရားရှင်ကနေပြီးတော့ကိုချင်းသီလကောင်းခြင်းဟာချမ်းသာခြင်း106ပါးထဲမှာထည့်ပြီးပြောခဲ့ခြင်းဖြစ်ပါတယ်နံပါတ်3ချက်ကတော့ဘုရားရှင်ဘာပြောခဲ့လဲပညာရှိတို့ရဲ့ဆိုဆုံးမဩဝါဒကိုနားထောင်ရမယ်တဲ့ဒီစကားလေးကလည်းအရေးကြီးပါတယ်အထူးသဖြင့်ပေါ့နော်ဆရာတို့အသက်ကြီးလာတဲ့အခါမှာပညာတွေတက်လာတဲ့အခါမှာတခြားသူရဲ့ဆိုဆုံးမကိုသိနားမထောင်ကြတော့ဘူးဆရာတို့ဟာဘလောက်ပဲအသက်ကြီးဘလောက်ပဲပညာတတ်ဘလောက်ပဲယာရုကြီးကိုယ့်တဲ့ပညာရှိတဲ့လူကိုဆရာတို့ကချင်းခတ်ရမယ်သူဆရာနေပြီးတော့ဆုံးမဩဝါဒတွေကိုဆရာတို့နာယူနေရမယ်အဲ့တော့ဒီဝါချမ်းသာခြင်းနဲ့ပတ်သက်ရင်လည်းနာမည်ကြီးခဲ့တဲ့စာရေးဆရာကြီးဂျင်ရောင်းကဘာပြောခဲ့လဲဆိုလို့ရှိရင်မင်းပေါင်းသိတဲ့လူ9ယောက်ရဲ့ဖြတ်မြခြင်းပဲမင်းဖြစ်လိမ့်မယ်ဆိုတော့သမီးရဲ့ကိုနဲ့ပေါင်းတဲ့လူ9ယောက်ဟာ
ကိုယ့်ရဲ့အစစ်နှိမ့်နေတယ်ပညာပေါ့နော်ပညာအားဖြင့်အစစ်နှိမ့်နေကိုယ့်ရဲ့ဖြတ်မြခြင်းကနှိမ့်သွားမှာပေါ့ဒါကြောင့်မလို့ကိုပေါင်းတဲ့လူ9ယောက်ထဲမှာကိုယ့်ရဲ့ပညာကြီးရဲ့လူကတော့ပါရမယ်။ရောင်းလို့ဘုရားရှင်ကပညာရှိလို့ရဲ့ဆိုဆုံးမှဩဝါဒကိုနားထောင်ပါလို့ပြောခဲ့ပါတယ်။ဒီချက်ကလည်းအလွန်ကိုအရေးကြီးပါတယ်။နံပါတ် 4ကတော့တုတ္တပညာအဖျားဖျားနဲ့ပြည့်စုံရလိမ့်မယ်။ဘုဒ္ဓတာတွေပြည့်စုံရမယ်ပေါ့။ခုခေတ်ဆိုပိုအရေးကြီးတာလားပေါ့နော်။ဆရာတို့ဟာကိုကျွမ်းကျင်တဲ့ပညာတစ်ခုနဲ့တက်ယုံနဲ့မရတော့ဘူး။ဘုဒ္ဓတာတော်တော်များများကိုလေ့လာရလိမ့်မယ်။ကမ္ဘာကြီးကလည်းအချိန်အဟုန်နဲ့တိုးတက်ပြောင်းလဲနေတယ်။ digital စီးပွားရေးကြီးဟာဆရာတို့ရဲ့လူမှုဘဝတွေကိုတဖြည်းဖြည်းနဲ့နေရာယူပြီးဝင်လာတယ်။ AI ဟာဆရာတို့ဘဝထဲမှာရှေ့လျှောက်မရှိမဖြစ်ပါလာတော့မယ်။ဒါကြောင့်မလို့တုတ္တအဖျားသားနဲ့ပြည့်စုံအောင်လဲပဲကိုပြုစုပြောထောင်ဖို့လိုပါတယ်။ဆရာတို့ဟိုတုန်းကတော့လူတယောက်ဟာဆရာတို့ကတီလိုပြုတ်ကျင်ရပါတယ်။တီဆိုတာတခြားမဟုတ်ပါဘူး။ကိုသိတ်ကျွမ်းကျင်တဲ့ဘာသာရက်ကလေးရဲ့အပေါ်မှာတီးအပေါ်မှာဘာလေးမရှိဘူးလားကိုသိတ်ကျွမ်းကျင်တဲ့ဘာသာပေါ်မှာရက်တီပြီးတော့အရာရာကိုရင်ဆိုင်တာပေါ့မရတော့ဘူးအဲ့ဒီလိုတီကိုပြောင်းပြန်လှန်တဲ့ပုံစံဖြစ်သွားပြီဘယ်လိုတီကိုပြောင်းပြန်လှန်လာလဲတီကိုပြောင်းပြန်လိုက်တဲ့အခါကျတော့ခုနကကိုပညာနဲ့တခြားဘာသာတွေကိုတွားပြီးလောက်တာမဟုတ်ဘူးတခြားဘာသာတွေကိုလေ့လာပြီးတော့ကိုယ့်ရဲ့ပညာကိုအထောက်ပံ့ရအောင်လုပ်တာဒါကြောင့်မလို့တီကိုပြောင်းပြန်လှန်ထားတဲ့ပုံစံနဲ့ကိုပြုစုပြောထောင်ဖို့လိုပါတယ်နံပါတ် 5 ချက်ကတော့သူစရိုက်တရားတွေ3ပါးကိုကျင့်ပါလို့ပြောသွားပါတယ်အဲ့တော့သူစရိုက်တရား3ပါးဆိုတာဘာလဲသူ့တဲ့တတ်ချင်းကိုရှောင်ရမယ်ဒီတရားကိုကျင့်ရမယ်သူများသားမယားပြစ်မှားတာရှောင်ရမယ်ဒီတရားကိုကျင့်ရမယ်သူများပစ္စည်းခိုးတာကိုရှောင်ရမယ်ဒါကိုလည်းကျင့်ရမယ်အဲ့ဒီတော့ကြီးပွားချမ်းသာခြင်းမှာအောင်မြင်ကြီးပွားလာပြီလို့ဆိုလို့ရှိရင်သူများပစ္စည်းတော့တွားပြီးတော့အိမ်မော်တက်တော့မခိုးဘူးပေါ့ဓမြတော့မတိုက်ဘူးပေါ့ဒါပေမဲ့မျှတတဲ့စီးပွားရေးကိုမလုပ်ရင်တော့သူများပစ္စည်းကိုခိုးတာ ਨੇ အတူတူပါပဲရေရှည်မှာလည်းစီးပွားရေးကိုအောင်မြင်မှုခက်ပါလိမ့်မယ်ဒါကြောင့်မလို့ဘုရားရှင်ကသူ့စရိုက်တရား3ပါးကိုကျင့်ပါလို့ပြောခဲ့တဲ့အထက်မှာအထက်ကအကျဆုံးကတော့ဒီသူများပစ္စည်းခိုးတာကိုရှောင်တာပါပဲဒီမှာလဲဆရာသတိပေးကျင်တာခိုးတယ်ဆိုတာလက်တွေ့ခိုးမှမဟုတ်ပါဘူးမမျှတာတဲ့စီးပွားရေးကိုမလုပ်နဲ့ဟုတ်ကဲ့ပါဆရာမမျှတာတဲ့စီးပွားရေးကိုလုပ်ရင်ခိုးတာ ਨੇ အတူတူပါပဲနံပါတ် 6 ချက်ကတော့မပြင်းမရိလုံလဝရိယရှိခြင်းဖြစ်တယ်ဟုတ်တာပေါ့ဒါသိအရေးကြီးတာပေါ့နော်ပြင်းလို့လည်းမရဘူးလုံလဝရိယလည်းရှိရမယ်လုံလဝရိယရှိရဆိုတာကတော့ဘာလဲလို့ပြောလို့ရှိရနော်သူများတဲ့စူးစမ်းပြီးတော့စောစောစီစီလောက်တာကြိုလောက်တာပေါ့ဒါပေမဲ့လို့လည်းပဲလှုပ်လိုက်လို့မအောင်မြင်လို့ရပ်သွားလို့မဖြစ်သေးဘူးဇွဲလဲရှိဖို့လိုတယ်ဇွဲရှိဖို့ဆိုတာမပြင်းမှဇွဲရရှိတာလေဒါကြောင့်လို့ဘုရားရှင်ကမပြင်းမီလုံလဝရိယရှိခြင်းကလည်းကြီးပွားခြင်းတရား6ပါးရဲ့နံပါတ်6ချက်အနေနဲ့ဆရာတို့ပြောခဲ့ပါတယ်အဲ့တော့ဟုတ်ကဲ့ပါဆရာဒီနေ့ပြောရတဲ့6ချက်ကိုပြန်ပြောလို့ရှိရင်နံပါတ်1ကျမ်းမာရေးကောင်းအောင်မယ်နံပါတ်2ကိုယ်တင်သီလကောင်းရမယ်နံပါတ်3ပညာရှိတို့ရဲ့စုံမဩဝါဒကိုနားထောင်ရမယ်တုတ္တပညာအဖျားဖျားနဲ့ပြည့်စုံရမယ်သူစရိုက်တရား3ပါးကိုကျင့်ကြံအားထုတ်ရမယ်မပြင်းမိလုံလဝရိယရှိရမယ်နော်ဒီအချက်တွေဖြစ်ပါတယ်တပည့်ဟုတ်ကဲ့ပါဆရာဒါဆိုရင်ဆရာကမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ဒီ950နိပတ်တော်တွေကပေါ့နော်ဒီကအထက်တော်ရဇက်ကိုဒါမှီးပြီးတော့ဆရာကဒီကြီးပွားကြောင်းအကြောင်းဒီ6ပါးနဲ့ပတ်သက်ပြီးတော့ဆရာကပြိသက်တွေကိုပေါ့နော်ဒါဘုဟုတ္တရရဖို့အတွက်မျှဝေပြီးတော့တာပေါ့နော်ဆရာဟုတ်ကဲ့ပါအခုလိုမျိုးမျှဝေပြီးသားတဲ့အတွက်လည်းပေါ့နော်ကြည့်ရှုနေတဲ့ပြိသက်ကြီးလည်းပေါ့နော်ဒီအတိမြင်ဘုဟုတ္တရတွေပေါ့နော်ရရှိလိမ့်မယ်လို့လည်းဆရာယူကြည့်ပါရဲ့ဆရာဟုတ်ကဲ့ပါဟုတ်ကဲ့ပါအခုလိုမျိုးပေါ့နော်ကျမတို့ရဲ့စီစဉ်မှာဆရာကလာရောက်ပြီးတော့မျှဝေပြသပေးတော့တယ်လေအထူးပဲကျေးဇူးတင်ပါတယ်ရှင်ဟုတ်ပါပြီ